လာမင်းရော်မယ်လိုဖြစ်လာနိုင်တဲ့မန်ယူကျဲပွင့်မန်ယူလူငယ်ကျဲပွင့်ကစားသမား JJ ဂက်ဘရီယယ်ဟာဘာစီလိုနာကစားသမားလာမင်းရာမယ်လိုပဲဆယ်ကျော်သက်အရွယ်မှာပဲကမ္ဘာထိပ်တန်းဘောလုံးသမားဖြစ်လာမယ်လို့သတ်မှတ်ခံနေရပါတယ်။ JJ ဂက်ဘရီယယ်ဟာအသက်15နှစ်အရွယ်ပဲရှိသေးပေမဲ့မန်ယူ U18 အသင်းမှာကစားခွင့်ရနေတယ်လို့ပြသနေတဲ့ခြေစွမ်းနဲ့တွင်းယူခဲ့တဲ့ဂိုးတွေကြောင့်ထိပ်တန်းဘောလုံးသမားဖြစ်လာမဲ့သူလို့သတ်မှတ်ခံခဲ့ရသူပါ။လက်ရှိဘောလုံးရာသီမှာစတင်ကျင့်သုံးခဲ့တဲ့ဥပဒေတွေကြောင့် JJ ဂက်ဘရီယယ်ဟာအသက်15နှစ်မပြည့်သေးလို့မန်ယူအသင်းကြီးမှာကစားခွင့်မရတာဖြစ်ပါတယ်။လာမဲ့ဘောလုံးရာသီမှာတော့ JJ ဂက်ဘရီယယ်ဟာမန်ယူအသင်းကြီးမှာကစားနိုင်တဲ့အခွင့်အရေးရတော့မှာဖြစ်ပါတယ်။ JJ ဂက်ဘရီယယ်ပြသနေတဲ့ခြေစွမ်းတွေကြောင့်လာမဲ့ဘောလုံးရာသီမှာမန်ယူအသင်းကြီးအတွက်ကစားခွင့်ရပြီးလာမင်းရာမယ်လိုပဲအသက်16နှစ်အရွယ်နဲ့ထိပ်တန်းဘောလုံးသမားဖြစ်လာမယ်လို့သတ်မှတ်ခံနေရတာဖြစ်ပါတယ်။ ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။